တေမင်းတောင်ကြောက်ရတဲ့အဖိုးအိုဟိုရှိတုန်းကရွာတရွာမှာအသက်အရွယ်အလွန်ကြီးရင့်နေပြီဖြစ်တဲ့အဖိုးအိုတူရှိခဲ့ပါတယ်သူ့ရဲ့အသက်ကဘလောက်ကြီးတလဲဆိုရင်သူ့ခေပြိုင်တငယ်ချင်းတွေသူ့ထက်အသက်ငယ်သူတွေတောင်အားလုံးကွယ်လွန်သွားကြပြီဖြစ်ပါတယ်အဖိုးအိုဟာနေ့စဉ်ရက်ဆက်သူ့ဘဝကိုညီးတွားနေတတ်တယ်ငါအသက်ကလည်းရှည်လွန်းလာပြီးတွားရလာရတာလည်းမကောင်းတော့ဘူးစားသမျှလည်းအရသာမရှိတော့ဘူးဘာလို့များမသေးနိုင်သေးတာပါလိမ့်ဟုတွေးကတေမင်းကိုတောင်တမျောမျောတခေါခေါဖြစ်နေခဲ့တယ်တညသောအခါမှာတော့မိုးတွေချိန်လေတွေတိုက်ပြီးရာသီဥတုအလွန်ဆိုးရွားနေပါတယ်ထိုအချိန်မှာအဖိုးအိုရဲ့တဲတကားဝမှာမဲမောင်ကြီးမားတဲ့အရိပ်တနံကြီးတစ်ခုပေါ်လာပါတယ်လက်ထဲမှာလည်းတေမင်းတန်စင်ကြီးကိုကင်ဆောင်ထားတဲ့ရမမင်းတေမင်းကိုယ်တိုင်ပါပဲအဖိုးအိုတင့်ချိန်စေးပြီးငါနဲ့လိုက်ခဲ့တော့လို့တေမင်းကအတန်နဲ့ကြီးနဲ့ပြောလိုက်တဲ့ပုံမှန်လူတွေဆိုရင်တေမင်းကိုမြင်တာနဲ့ကြောက်လန့်တကြားတုံးလို့သွားကြမှာဖြစ်ပေမဲ့ဒီဖိုးအိုကတော့အဲ့ဒီလိုမဟုတ်ပါဘူးသူကတေမင်းကိုမြင်လိုက်ရတဲ့အခါဝမ်းသာသွားပြီးတစ်ဆက်တည်းမှာပဲစိတ်ဆိုးမှန်ဆိုးဖြစ်လာပါတော့တယ်အဖိုးအိုကသူ့ဘေးနားကကြီးမားလာတဲ့တောင်ဝေးကြီးကိုဆွဲယူလိုက်ပြီးအိယာကနေကုန်းယုံထကတေမင်းဘက်ကိုလှည့်ပြီးအော်ဟစ်ပါတော့တယ်ဟေ့ကောင်တေမင်းအခုမှလာရသလားငါစောင့်နေတာကြာလာပြီကွလူတွေအများကြီးကိုလိုက်ခေါ်နေရလို့အလုတ်ရှုပ်ပြီးနောက်ကျနေတာလားငါအလှဲ့ကြမှာဘာလို့ဒီလောက်ကြာနေရတာလဲတေမင်းခများအကြီးကျယ်အံ့အားသင့်သွားတယ်သူ့တက်တန်းတစ်လျှောက်မှာသူ့ကိုမြင်တာနဲ့ငိုယိုကြောက်လန့်ကြသူတွေကိုသာတွေ့ဘူးခဲ့တာလေအခုလိုဒေါသတကြီးနဲ့ကြိုဆိုပြီးတောင်ဝေးနဲ့လိုက်ရိုက်မဲ့လူသားမျိုးကိုတခါမှမကြုံဘူးခဲ့ဘူးအဖိုးအိုကတောင်ဝေးကိုဝေယမ်းပြီးရှေ့တိုးလာတဲ့အခါတေမင်းကကြောက်လန့်တကြားနဲ့နောက်ပြန်ဆုတ်ပြီးထွက်ပြေးရပါတော့တယ်ဒီဖိုးကြီးတော့မလွယ်ကြောပဲငါးကိုတောင်ပြန်ရိုက်မဲ့အဖိုးကြီးပါလားလို့တွေးပြီးတေမင်းလည်းနောက်လည်းမကြည့်ပဲပြေးလေတဲ့အဲ့ဒီနောက်ပိုင်းနှစ်ပေါင်းများစွာကြာတဲ့အထိတေမင်းဟာအဖိုးအိုနာကိုမကက်ရဲတော့ပါဘူးဒါပေမဲ့အဖိုးအိုအတွက်ကတော့ကောင်းကျိုးမဖြစ်စေခဲ့ပါဘူးသူကပိုပြီးအိုမင်းရင်ရော်လာတယ်အားအင်တွေရုပ်ရော့လာတယ်ယောဂဝေဒနာတွေခံစားရပေမဲ့မသေးနိုင်ဖြစ်နေတယ်ထာဝရအသက်ရှင်ခြင်းဟာကောင်းချီးမဟုတ်ပဲကျိန်စာတစ်ခုမှန်းသူနားလည်လာတယ်နောက်ဆုံးမှာတော့အဖိုးအိုကတေမင်းကိုပြန်တောင်းပန်ရတော့တယ်တေမင်းရေငါ့ကိုလာခေါ်ပါတော့ငါအမားကိုသိပါပြီဒီလောက်ကြီးအသက်မရှင်ကျင်တော့ပါဘူးလို့ငိုယိုပြီးဆုတောင်းတယ်ဒီတခါတော့တေမင်းကအตาရပဲရောက်လာပြီးအဖိုးအိုလည်းသူ့ကံတရားကိုလက်ခံလိုက်တဲ့အတွက်ငြိမ်းချမ်းစွာပဲလိုက်ပါသွားပါတော့တယ်ဇလန်းလေးပြီးပါပြီဗျာနောက်ထပ်ဇလန်းတင်များလာပါမည်